အားလုံးပဲမင်္ဂလာပါအကြီးရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီ blog မှာတော့အကြီးကចောင်းနာကဆိုင်မှာတော့ပူကီပူဖေးသွားစားမှာဖြစ်ပါတယ်ဒါကတော့ចောင်းနာကအိမက်နာကဆိုင်မှာတွေ့ရတဲ့ပန်းလေးတွေဖြစ်ပါတယ်ဘိုးလိုတွေကိုရှူရနေတာဒါကတော့အတန်းပြီးတော့ចောင်းကစီနီယာကြီးနဲ့အတူတူတော့ပူကီပူဖေးဆိုင်ကိုလမ်းလျှောက်သွားနေပြီပေါ့နော်ဒါចောင်းကနေဆိုလို့ရှိရင်တော့လမ်းလေးတော့နည်းနည်းလျှောက်ကားတယ်သူចောင်းနာကဒီပေခွာចောင်းကုန်တိုက်ဆိုင်မှာရှိရပါတော့ကဲဆိုင်ကုန်ရောက်ပါပြီအဲ့ဒီကတော့အမေတွေကတိတ်ပြီးမစုံဘူးတော့စီနီယာတွေကတော့ပြောတယ်သူကအဲ့မှာ side dish အနေနဲ့ပေးထားတာတော့ရှိတယ်အခြေရအဲ့ထဲမှာကစုံဥလေးကိုကြော်ထားတဲ့ဟာလေးကိုအကြိုက်ဆုံးပဲတော်တော်စားလို့ကောင်းတယ်ဒါကတော့ကိုကြိုက်တဲ့လောက်ယူလို့ရတယ်ကိုစားနိုင်တဲ့လောက်ယူလို့ရတယ်အကြီးတို့အဲ့တုန်းကတော့1100နဲ့ဘယ်လောက်လဲမသိပေးခဲ့ရတယ်အချိန်ကန့်သက်ရှိမရှိတော့အကြီးလဲကြာပြီဆိုတိတ်မမှတ်မိတော့စီနီယာအနှစ်တည်ဆက်ပေးလိုက်တော့မှအေးတပုတ်ကြီးဟင်းရတော်တော်လေးတောက်လို့အဆင်ပြေပြီးတော်တော်လေးကောင်းသွားတာအဲ့မှာ line မှာနာမည်ကြီးနေတဲ့ထူဟူစာဟူရာဆိုလားအဲ့ tra လေးလို့ tra လာလိုက်တွေ့ခဲ့လို့ရိုက်ခဲ့ရစားပြီးတောက်ပြီးတော့အယုံဆိုင်တွေလို့အယုံဝင်ကောက်တာပေါ့နော်ရမလားဆိုတဲ့စိတ်နဲ့ဒါပေမဲ့လည်းမရပါဘူးဒီနိုင်ငံအယုံဆိုင်တွေကလည်းဂျင်းတွေတော့လုံးဝကိုမရဘူးဒီမှာညက်တာတိချာမိခင်မယ်ဆိုလို့ရှင်ကျင်းတီပေါက်ရမယ်အယုတ်ဒါပေမဲ့ညခေအမတွက်လို့ तू ကလေဆွဲတင်ပြီးတော့မှရှွတ်ဆိုပြီးတော့လွတ်သွားတာတဲရီရလိုက်တာပြန်တဲ့လမ်းပေါ့နော်တိုက်တီးရဘယ်လိုပြောမလဲလှရည်လို့မြင်တော့အားနဲ့ရှောက်လိုက်လိုက်တာတကယ်တော့ဘာမှတော့မဟုတ်ပါဘူးနိုင်ငံမှာတခုသဘောကြတာကလေဒီမြို့တဲတွေဖြစ်နေတော့မှအဲ့လိုတဘာဝနဲ့တိတ်ပြီးတော့မဆဲဘူးအကြီးရောက်နေတဲ့ဘက်ကအင်ချွန်းဘက်ဖြစ်လို့လဲပါမယ်ထင်တယ်ပေါ့နော်အဲ့တပင်နေရှိရဲ့အကြီးတို့အိမ်သားမှာဆိုလို့ရှိရင်တောင်တန်းရှိရဲ့ဒီပန်းကြံနေရှိရဲ့ဆိုတော့အမှသွားတဲ့လမ်းကလုံးဝစိမ့်ဆူပြီးတော့အရန်စိတ်ချမ်းသာရလို့ပြောလို့ရတယ်ဒါကတော့ဗမေကမချန်နယ်ရဲ့စုပ်ပြတ်တဲ့နေဘလော့ကလေးပေါ့နော်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်တာ